Hey, minasan konnichiwa. ကဲတော့လေဒီဗီဒီယိုကလွန်ခဲ့တဲ့6လလောက်ကဗျကျွန်တော်မီယာဇာကီမှာကျွန်တော်ကျမ်းမာရေးပြဿနာတစ်ခုကြောင့်ကျွန်တော်ဆေးရုံတက်လိုက်ရတယ်အဲ့ဒါပြီးတော့ကျွန်တော်ဒီမျိုးအင်္ဂါခဏနေလိုက်သေးတယ်ဗျအိမ်မှာကုမ္ပဏီကအိမ်ပြည့်တော့လို့ကျွန်တော်အင်္ဂါခဏနေလိုက်သေးတယ်အဲ့ချိန်မှာကျွန်တော်ငားတဲ့အိမ်ရဲ့မျိုးခန်းကျင်လုပ်ငန်းတွေကျွန်တော်တွားခဲ့တာခန်းကျင်ဟောက်ပေါ့ဗျခန်းကျင်ဟောက်စုပေါ့ဘာဒီလဲဆိုတော့ခန်းအောင်ခန်းကျင်ဒီပြည့်ခဲကျွန်တော်လုံးရတယ်မှာခန်းကျင်ဟောက်တော့လုံးပြည့်ဒါပေမဲ့ဒီလိုမျိုးလို့ရတာမဟုတ်ဘူးတွားကြတယ်နည်းနည်းလေးပဲဒီလောက်ကြီးအထိများပေါ်ပါတယ်ဂျပန်မှာများတော့အဖြစ်ဒါမျိုးတွေပဲရှိတာကျွန်တော်မလုပ်ဘူးရတာပေါ့ဗျကျွန်တော်ဘယ်လိုလုပ်လဲဘာတွေဖြစ်လဲဆိုတော့တွားကြည့်တာဒီအောက်ထဲမှာဆိုရင်ဘာတွေရှိမလဲဆိုရင်သူတို့ဂျပန်သူဆွေမျိုးသားချင်းတွေပဲလောက်ကြတယ်တနိုင်တစ်ပိုင်းပေါ့ဗျာ